မြို့ကြီးကြကြီးရောက်တာသုံးနှစ်သုံးလီကြာရင်မေရဲ့ပညာမွေးမိကခွေတနေ့တည်းမှသာပြောရတယ်ကျွမ်းတဲ့အနေဝေးပြီးမဲ့ဘဝရှိတွေ့လို့လားတကယ်အတ္တသိပညာရှာရင်အပေါင်းအသင်းတကယ်ကြီးများနဲ့ကစားကုစားပြောပါကြတယ်သာသဘောကအမှန်တကယ်အမင်းနဲ့ရောမှတာရကျွန်တော်မှပြရတယ်ရွာချီဘယ်လိုပြောင်းမိခင်အုပ်နေကောင်းပါသာကွယ်တွေ့တဲ့ညမအနေကျွမ်းမိမယ်ကျွန်တော်စိတ်ကရင်ဝေးပန်းနဲ့အမီနဲ့ရွာကိုလွာတဲ့သင်္ကဆရာတော်ကြောင့်ကာရင်သာအဆုံးသလုံးမောင်သဘောနာလေမိဘဆရာသမားများကတာလောက်ပြီးတဲ့ဘဝရှိပြီးပါနဲ့ကွယ်ကျွန်တော်အရွယ်လေးမို့ဒီကလွားကရွာမှာပြောခဲ့တယ်။အော်ကုသိုလ်မှုရောက်လို့တက္ကသတာအောင်မြင်ရင်ငွေရင်းများနဲ့အတူကျွဲခုံရင်းများတွေကပေါ်ပြီးမဲ့ကျွန်တော်ရင်မနဲ့ဒီပန်းနဲ့အမီနဲ့ရွာကိုလွမ်းနေကြည်ကျမြင်မှာအမိသားကဘဝအကြောင်းလားလေအတူရောက်လိုက်သားမမဖို့မီပဲအချွန်အလားမဒီညာတွေအစီပေါ်ပြီးမဲ့သားတော်ကကြောင်းသာလို့ခင်တွေယေရှုရှင်အမေတန်လို့ရဲ့ပညာသုံးမှရမယ်အမေယုံကြည်ခြင်းမြင်မှာအမိသားကဘဝအကြောင်းသားလေအတူရောက်လိုက်သားမိမဖို့မြည်ရွယ်အချွန်လာမတိကညာတွေအစီပေါ်ပြီးမဲ့သားတော်ကကြောင်းသားခင်တွေယေရှုရှင်အမေတို့ရဲ့ပညာဆုံးမှရမယ်အမေ